ကဲ YouTube အမျိုးတွေအားလုံးပဲမင်္ဂလာပါဗျာထမင်းစားကြပါအောင်တော့ဒီနေ့ကတော့ကြာသပတေးနေ့လည်စာလေးပါခင်ဗျာကြာသပတေးနေ့လည်စာလေးပါကြာသပတေးနေ့လည်စာလေးပါဒါတော့ကြက်ဥရင်းများကြက်ဥရှေးကောင်းမြောင်ပေါ့ကြက်ဥစီပြန်ချက်တယ်ဗျာဒါတော့အစိမ်းညောပါခင်ဗျာအစိမ်းညောပန်းမွင့်စိမ်းနဲ့ကကြက်ဥနဲ့ကြော်ရဗျာဒါတော့ငါ6ချက်ဗျာငါ6ရှယ်ပဲဗျာငါ6ချက်နဲ့ငါ6ချက်ဗျာငါ6ချက်ပါခင်ဗျာရှယ်တော့ငါ6ချက်နဲ့ဒီမှာတူစီကအစုံနဲ့ဆွဲမယ်ဗျာခရမ်းကျွတ်တီလေးတွေပါတယ်ဗျာသခွားသီးပါတယ်ဗျာဆက်လက်ရွက်ပါတယ်ဗျာဒါကတော့ကျွန်တော်တို့ကိုရခါသီးကိုပြုတ်ထားတာဗျာရှယ်ပဲဗျာအတူအမြုပ်တွေဒီမှာစိမ့်သိန်းဆူဆူလေးတွေဆက်လက်ရွက်သခွားသီးဒါသခွားသီးဒါခရမ်းကျွတ်တီလေးတွေပါတယ်အဲ့ဒါကတော့ကျွန်တော်တို့ကိုရခါသီးကိုရင်သွေးဖြောထားတာဗျာအားလုံးပဲထမင်းစားကြပါဦးနော် YouTube အမျိုးတို့ရေးဒါကတော့ကျွန်တော်တို့ပဲကြီးနဲ့စုပုတ်ရွက်နဲ့ဗျာအရေးတော့ပဲကြီးနဲ့စုပုတ်ရွက်နဲ့အရေးတော့ပါခင်ဗျာ share ပဲဗျာဒီနေ့ကတော့ကြာသပတေးနေ့လည်စာလေးပါခင်ဗျာ YouTube အမျိုးတွေစားကြပါအောင်နော်ကျွန်တော်ဗီဒီယိုကိုအဆုံးထိကြည့်ပေးကြတဲ့တယောက်ချင်းစီတိုင်းအောင်လည်းကျေးဇူးတင်ပါတယ်ကျွန်တော်တို့နောက်ဗီဒီယိုတွေမှာပြန်တွေ့ပါမယ်ခင်ဗျာအားလုံးပဲဘိုင်ပါ